မော်အမတ်9014တင်ကားတရင်ပါဝင်တရင်ဌာနချုပ်3ခုကို KIA ကသိမ်းပိုင်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ဖမ်းမိကစစ်သား60ကျော်တိစုံပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့ကိုသိမ်းပိုင်ရရှိရေး KIA ဦးဆောင်တဲ့တော်လိုင်းတပ်တွေကထိုးစစ်ဆင်လျက်ရှိရာအမတ်9014တင်ကားတရင်ပါဝင်တရင်ဌာန3ခုကိုသိမ်းပိုင်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ဖမ်းဆီးရရှိကြောင်း KIA နဲ့ PDF သတင်းရင်းမြစ်တွေကပြောပါရယ်။ဖေဖော်ဝါရီလဆန်းပိုင်းတွင်အမတ်9014တင်ကားတပ်ကိုသိမ်းပိုင်ရရှိခဲ့ကြောင်းဖေဖော်ဝါရီလ10ရက်နေ့ဗမော်တိုက်ပွဲများမှာစစ်ကောင်စီတပ်ဘက်မှအရာရှိနှင့်စစ်သည်40ကျော်အရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းအရင်းမြစ်တွေကပြောဆိုပါရယ်တင်ကားတပ်ရင်ကိုဖမ်းမိတာရက်တော်နည်းနည်းကြာနေပြီးသတင်းမထုတ်ဖဲထားခဲ့တာပါလက်ရှိသိမ်းပိုင်ရရှိတာကအမြောက်တပ်366အမတ်6000ခွန်တန်ချက်ကတပ်နဲ့အမတ်9014တင်ကားတပ်တွေဖြစ်ပါတယ်လို့ KIA သတင်းရင်းမြစ်တွေကရှင်းပြပါတယ်ဗမော်မျိုးကိုအပိသက်သိမ်းပိုင်နိုင်ရေးအတွက်စခခ21ခလာရ236ခလာရ40ခွန်လေးချင်ရင်တက်နဲ့ဒုံတက်ရင်များချရှိနေပြီး KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းသိရပါတယ်။ဗမော်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဘက်မှစစ်သား60ကျော်တိစုံခဲ့ပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းပိုင်ရရှိထားကြောင်းဒါပေမဲ့မိမိတော်လိုင်းတပ်များဘက်မှထိခိုက်ဒေဆုံးမှုတွေရှိနေကြောင်းရှေ့တန်းရောက် PDF သတင်းအရင်းမြစ်တွေကဆိုပါတယ်။ဗမော်မျိုးသိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ4ရက်ကစပြီး KIA PDF ပါဝင်တော်လိုင်းတပ်ပေါင်းစုကစတင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်